အဲ့တော့စောစောနာမနေ့ကညနေကကျွန်တော်ပြောရတယ်လို့ပေါ့နော်ဒီအပင်ကြီးမကိုင်းတော့နော်ဒီရှစ်ကဒီရှစ်ဒီ6ကဒီ6ဒီခွန်ကဒီခွန်ဒီ4ကဒီ4တွေနော်ပြီးမယ်ဆိုလဲကိုင်းမော့ဗျာဒီတစ်ကဒီတစ်မယ်ဆိုရင်တော့3ည2နော်မဟုတ်3ည4နော်ကျွန်တော်တော့မကိုင်းကျွန်တော်အတိုးလေးတွေသွားမယ်အတိုးလေးတွေဒီမှာတွေ့တယ်3ည5ဟာလားဆိုတော့ဒီမှာ9မယ်ဆိုရင်2ထိပ်နော်3ညမယ်ဆိုရင်ခွန်ထိပ်အဲ့လိုလေးပေါ့မှာဆိုရင်ခွန်တော့မလားခွန်မယ်ဆိုရင်6ထိပ်ရှိတယ်အဲ့68ကိုပို့ကြိုက်တဲ့အကြောင်းကြီးကဘာအကြောင်းလဲဒီလိုခွန်နဲ့ဒီလိုခွန်နဲ့ဒီလိုခွန်မယ်ဆိုရင်6ထိပ်ရှိတယ်သူကဒီလိုခွန်နဲ့ဒီလိုခွန်နဲ့နော်ဒီလိုခုံပြီးတော့ခွန်5နှစ်ဒီနှစ်4ဒီသုံးလုံးပေါင်းခြင်း4ဒီသုံးလုံးပေါင်းခြင်း5နော်စီကြီး4 5 6မလား6မယ်ဆိုဒီမှာ8ဖြစ်နေတယ်8အပိတ်68နော်68ဆိုတော့အဲ့ဒါလေးကြိုက်တယ်68ကြိုက်တယ်ပြီးတော့သူကဘယ်လိုလာလဲဆိုတော့ဒီမနေ့ခင်းထွက်တဲ့ကနန်းကြီးကပါဝါတွေနက်ခတ်တွေလာတတ်တယ်နက်ခတ်ဥပမာလို့5 3 3နဲ့4နဲ့ပေါင်းခွန်ပါဝါ2ပရိတ်နော်မ8ခွန်5 5နဲ့1နဲ့ပေါင်း6ပါဝါ1ပရိတ်မလားပဲ6ပရိတ်အဲ့လိုလေးတွေပေါ့နော်အခုဒီမှာဒီသုံးလုံးပေါင်းခြင်းက9ရှိတယ်9ပရိတ်ဆိုဘယ်လိုကတ်ရှင်လဲ9ပရိတ်ဆိုကိုက6ထိပ်ကြိုက်တယ်ဆိုရင်69အဲ့လိုမျိုးတွေပေါ့ကိုကြိုက်တဲ့ကဏ္ဍနဲ့တွဲပရိတ်ကိုဆွဲကတ်လို့ရတယ်နော်တွေ့လာမြင်လာလေးကိုပြောတာမကဏ္ဍနေရများတယ်ဗျအပင်တွေကိုကြည့်ရတာအဲ့ဆိုတော့ကျွန်တော်ကတော့မကြိုက်ဘူးတွက်မှာတကွက်ကောင်းမယ်လေနော်အဲ့တော့3ည5ပရိတ်ကိုတတိထားနော်3ည5ပရိတ်ကိုတတိထားပါအဲ့80ခွင်းလေးပြန်ထွင်းထွက်နိုင်တယ်နော်88ပေါ့အမွေးကနန်းထဲမှာပါတယ်နော်မွေးကနန်းထဲမှာပါတယ်အမွေးကနန်းလည်းတစ်ချက်သတိထားနော်ကျွန်တော်အကြော့တွေအခြေမလို့ချင်းတော့အတူပဲကင်တယ်နော်ဒီမှာပြထားတဲ့3ည5 3ညမလာခွန်ထိန်နဲ့နော်5ပရိသူ98 3ညပရိသူ